နဲ့လှုပ်ရှားနေရဆိုတော့ပေါ့နော်အစားပါနဲ့လှုပ်ရှားနေရဆိုတော့လေဒီစားပါနေမှာလည်းဖြစ်မှာပေါ့ကိုယ့်ရဲ့ဒီရှည်ရင်ဆွဲအရွယ်ထက်ငယ်တယ်ဆိုတာထက်အဲ့ဒီအရွယ်မှာစားပါတဲ့မျိုးသမီးတယောက်ဖြစ်အောင်တော့စူးစမ်းပြီးတော့နေထိုင်ပါတယ်ဒီအခုမိတ်ဆက်တာ Avatar 12ပေါ့နော်အရှိမလဲ after 11လေးသူတို့တင်ထားတယ်ဒါပေမဲ့တနာမိတ်ဆက်ဖြစ်တာဒီ12မှာမိတ်ဆက်ဖြစ်တယ်ပေါ့နော်ဒီမျိုးမိတ်ဆက်ဖြစ်အောင်ဒီတရပူဆိုမြင့်ကုမ္ပဏီနဲ့ပူးပေါင်းပြီးပါဝင်ရတဲ့အတွက်လည်းရန်ဝန်တာပါတယ်အခုကားလေးဆိုလို့ရှိရင်sport တိုက်လေးလည်းဖြစ်တယ်လူငယ်လည်းဆန်တယ်ပြီးတော့ luxury လည်းအရန်ဆန်တယ်အတွင်း grade တွေလည်းအရန်မြင့်တယ်မြင့်တဲ့အခါကျတော့စိတ်ဝင်စားရပေါ့နော်ဒီလို EV ကားတွေကျတော့လေပြောရမယ်ဆိုစီးမဲ့ဆိုရင်ဒါသဘာဝပတ်ဝန်းကျင်ကိုလည်းထိန်းသိမ်းပြီးသားဖြစ်တယ်ပြီးတော့အစစ်မြစ်နည်းပညာတွေလည်းအသုံးပြုတာတဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့ဒီလောင်စာဆီခြေတာတဲ့နေရာမှာပို့ပြီးတော့ထောက်ကူဖြစ်တယ်လို့ထင်ပါတယ်အဲ့အတွက်ကြောင့်မလို့အရင်သဘောကျတယ်တသက်အားပါဝင်ရတဲ့အတွက်ကြောင့်မို့လည်းတကယ်ဝမ်းသာပါတယ်သူကလေလုံးဝ sporty ဖြစ်ပြီးတော့လေလူငယ်တွေအစိုက်ဒီဇိုင်းပဲအတွင်းငန်းနဲ့ထိုင်လိုက်တဲ့အချိန်မှာလဲလေအရန်ကိုလေ luxury လည်းဖြစ်တယ်အတွင်း grade တွေကလည်းအရန်ကိုမြင့်တယ်မြင့်တဲ့အတွက်ကြောင့်မလို့လေတက်มาတဲ့ပေးရတဲ့စိတ်နဲ့လည်းတက်နေ။နောက်အခု EV ကားတွေကိုပေါ်လာတဲ့အချိန်မှလည်းလေတကယ်အရန်ကိုဝမ်းသာတယ်။တချို့နေရာတွေမှာလောင်စာစီကိစ္စခရက်တွေပေါ့နော်။လောင်စာစီဈေးကြီးရာတွေစားရာတွေအဲ့လိုမျိုးဖြစ်တဲ့အချိန်မှာဒီလိုမျိုးဘယ်လိုပြောမလဲခင်မင်းဒီပညာနဲ့ထုတ်ထား EV ကားတွေပေါ်လာတဲ့အတွက်လည်းတကယ်ဝမ်းသာပါတယ်။သူကလေအထက်ကဒီလို test လုပ်လိုက်တာနဲ့လေဒါကအော်တိုလေးပွင့်သွားတာ။အော်တိုပွင့်သွားတာအဲ့တော့ကြောင့်မလို့အပြင်ကနေကိုယ့်ကိုဖွင့်ကြလဲမလို့တယောက်ကတက်တော့မယ်ဆိုဒီအတွင်းကဒီ driver နေ touch လေးနှိပ်ပြီးတော့ဖွင့်လိုက်တယ်ဆိုကားတကားလေးကလိုပွင့်သွားတာအဲ့ဟာဘာမှလည်းမတွေ့ဘူးအဲ့ဟာလေးတော့သဘောကျတယ်ပေါ့နော်ဒီစားတော့ 4 wheel ပေါ့ဒီ Avatar ကလည်း 4 wheel ပဲပြီးတော့သူက premium grade လည်းဖြစ်တယ်ပေါ့နော်ဆိုတော့အားလေးကိုတော့လောလောဆယ်တော့စိတ်ဝင်စားနေရပေါ့နော်ဝါသနာပါတာပေါ့ပြီးတော့ဒီကား4 wheel လည်းဖြစ်တယ်ပြီးတော့ Spotify လည်းဖြစ်တော့ကိုယ်တိုင်တက်ပြီးမောင်းလို့လည်းဒါတင့်တော်တယ်ကိုနဲ့လည်း like ဖတ်တဲ့ကာလာလေးလည်းဖြစ်တယ်ပေါ့နော်အားကောင်းdiscount တွေပါပေးပါအောင်ပြီးတော့4စီးပဲရှိရဆိုတော့4စီးမြန်မာနိုင်ငံလုံးမှာဒီလိုမျိုး4စီးပဲရှိရဆိုတော့ဒါလက်ဦးမှုရင်ရသားမှနှုတ်မို့ဆိုကုန်သွားမှာဆိုလို့ဒီနေ့ fashion လေးကတော့ဒီ Avatar 12အယောင်လေးပေါ့နော်အဲ့အယောင်လေးတိုင်းဒါခုံးဒီဘက်ကစိတ်ကြိုက်ဟုတ်လာတာပေါ့ကိုကအစားပါနဲ့လှုပ်ရှားနေရဆိုတော့ပေါ့နော်အစားပါနဲ့လှုပ်ရှားနေရဆိုတော့လေဒီစားပါနေမှာလည်းဖြစ်မှာပေါ့ကိုရဲ့ဒီရှည်ရင်ဆွဲအရွယ်ထက်ငယ်တယ်ဆိုတာထက်အဲ့ဒီအရွယ်မှာစားပါတဲ့မျိုးသမီးတယောက်ဖြစ်အောင်တော့စူးစမ်းပြီးတော့နေထိုင်ပါတယ်အဓိက diet ပေါ့နော်သူကတနေ့မှာ24နာရီရှိရင်ကစားတစ်တာကတော့တစ်နာရီခွဲလောက်ပဲဒါပေမဲ့ကျန်တဲ့နိုင်20လောက်မှာစားတောက်နေရဆိုတော့ဒီအစားတောက်မထဲဘူးဆိုလို့ရှိရင်တော့နည်းနည်းပေါ့ခန္ဓာကိုယ်က transformation တော့မဖြစ်နိုင်ဘူးပေါ့24ဟုတ်24မဟုတ်အရင်တော့ငငယ်လေးတော့24ဖြစ်ခဲ့ဘူးမှာပေါ့ဒါပေမဲ့20ကျော်တဲ့အရွယ်မှာနည်းနည်းဝါသွားတယ်အခုတော့ပြန်ပြီးတော့20မတိုင်ခင်အရွယ်လေးခန္ဓာကိုယ်လေးကိုပြန်ပြီးတော့လိုချင်လို့ပေါ့နော်ကဲပါဒီတရပူဆိုမြင့်ကုမ္ပဏီနဲ့လက်တွဲပြီးလောက်ရလို့လည်းအရန်ကိုဝမ်းသာပါတယ်နောက်လည်းဒီလိုမျိုးကအမိုက်စားတွေအားလုံးအတွက်တင်သွင်းနိုင်ပါစေလို့ပြည်သားနဲ့တစ်မိုက်တဲ့ပွဲတွေလည်းလုပ်နိုင်ပါစေလက်တွဲနိုင်ပါစေလို့ပြောပါတယ်အားလုံး